ဒါဆိုတော့တို့ရှိရဈေးထမိန်ကိုချုပ်တဲ့အခါမှာမချုပ်ခင်မှာအတိုင်းတာတွေမှန်အောင်သွားမယ်နော်အတိုင်းတာတွေမှန်အောင်သွားပြီးလို့ရှိရင်ပုံစံကြီးတွေနဲ့ကတော့သုံးရတော့မယ်ခန္ဓာကိုယ်ဝင်ပြီးဖြည့်ဖို့အတွက်ဆိုတော့နံပါတ်မာကြီးကဘယ်နှပိုင်းပိုင်းထားလဲဆိုတော့1 2 CV 3ဆိုပြီးရေးထားတယ် F1 F2 ဆိုတာရှေ့ချမ်းမှာနှစ်ချမ်းရှိတယ်ဘာလို့လဲဆိုတော့ဈေးထမိန်ကတမီးကဒီလိုဖုံးချလိုက်လို့ရှိရင်ခောက်ရိုးမရှိဘူးလားရှိနော်ရှိရနော်အဲ့ဒါကြောင့်မလို့1အဲ့ဒီ1ကအတွင်းထဲကိုဝင်မယ်အစ2ကကြတော့အပြင်မှာပေါ်မဲ့ဟာအဲ့ဒါဂျိတ်ထမယ်ဝင်လို့ရှိရင်တမီးမြင်ရလိမ့်မယ်မာတို့ဒီမှာ sample တေးသေးလေးမထုတ်ထားလို့နော်အဲ့ဒါဆိုတော့1 2အဲ့တော့အဲ့1 2ရဲ့နှစ်ခုကြားမှာမတို့လားခောက်ရိုးဖုံးမြင်းဆိုပြီးရေးထားတာနော်အဲ့ဒါမာကြီးကဒါတင်ဥဆောင်ထဲမှာမကြည့်ရင်ရှုပ်မှာဆိုလို့ပေါ့နော်1နဲ့2နဲ့ကြားမှာခောက်ရိုးဖုံးမြင်းရှိတယ်အဲ့တော့1နဲ့2နဲ့ကိုဖုံပေါ်ဖို့ဆိုတာပုံစံนี้သုံးမှရမှာကွာဟုတ်တယ်မလားတို့ကဒီအဖုံးကိုသုံးတဲ့အခါမှာခါပတ်လေမှာတွားပြီးတော့ဖုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခါပတ်လေတန်ဖို့ပဲသုံးတာဟုတ်ပြီနော်အဲ့ဒါလေးမှားမယ်နော်အဲ့တော့တို့ကစပြီးတော့တွက်မယ်နံပါတ်1 F1 ကိုစပြီးစဉ်းစားမယ်ဆိုရင်ဒီပုံစံမျိုးကိုသုံးမယ်နော်ခါပတ်လေကိုလိုချင်ရင်ခါပတ်လေကို2နဲ့စ2လက်မထောက်ထက်1လက်မတီးစားအဲ့တော့ဒီအဖုံးရဲ့တန်ဖိုးမှာခါပတ်လေဒီကြည့်ပေါ့နော်ခုနပုံစံလေးသုံးလိုက်လားသုံးလိုက်တာအဲ့တော့ဒီမှာ2လက်မထောက်ဆိုတာလေးဟုတ်ပြီနော်အဲ့ပုံသဏ္ဍာန်သုံးလိုက်တဲ့ဟာလေးဒါလေးရလာပြီရသွားပြီးတဲ့အချိန်မှာမတို့ကဒီဘက်ကိုပြန်ဆွဲမယ်ဒီဘက်မှာဆိုလို့ရှိရင်ဒီမှာပုံသဏ္ဍာန်လေးကြည့်လိုက်ပါအောင်ကွယ်ခါပတ်လေးကို2နဲ့စ1လက်မပါဟုတ်ပြီနော်ဒီ1လက်မပေါင်းတဲ့1လက်မဒီမှာရှင်းလင်းချက်လေးရှိတယ်ကွာခြားချက်လို့ရေးထားတာအဲ့တော့ဆိုတော့ဒီ F1 F2 ပုံသဏ္ဍာန်ပြီးရတယ်1လက်မထည့်တဲ့ပုံသဏ္ဍာန်ကကြားထဲကကွာခြားချက်ဒီမှာ1လက်မဒါလေးနော်ဒီစာလေးဟုတ်အဲ့တော့ပြန်ပြောမယ်နော်ဒီပုံသဏ္ဍာန်လေးကခါပတ်လေးကို2နဲ့စားမယ်2လက်မဒါတစ်ချောင်းထည့်မယ်1လက်မတီစားဘာဖြစ်လို့1လက်မတီစားထည့်ရလဲဆိုတော့မတို့ဒီအစွန်းလေးမှာ1လက်မရှိတယ်နော်ဒီဟာကဝင်းဖြစ်အောင်လို့လာတွဲမယ်ဆိုချုပ်စာမလို့ဘူးလားအဲ့တီစားချုပ်စာကအဲ့1လက်မအပြင်မှာထုတ်ထားတာသူနဲ့ဒီ1ရဲ့နဲ့3ရဲ့အစွန်းနဲ့ကိုလာတွဲတော့မှထဲမှာလုံးလိုက်ဖြစ်အောင်လေဝင်းတွဲတာလေထမိန်တော့က4စိတ်ချုပ်ခဲ့တယ်ကွယ်နော်တောက်ထိုးတာတက်ဂျိတ်ထမိန်မှာကျတော့ဘယ်လောက်လဲ1လက်မပေါင်းထားတယ် F1 မှာလေ1လက်မပေါင်းတယ်ဆိုရင် F2 မှာလေ F3 မှာလေပေါင်းတယ်အဲ့တော့သမီးက F1 တစ်ချမ်းရတာနဲ့အတွင်းချမ်း F3 ကိုရတယ်ဘာဖြစ်လို့အရှိ F3 အတွင်းချမ်းပဲဖြစ်ရတယ်ဆိုအကုန်လုံးကအရှိကိုရောက်မဲ့ဟာတွေပဲမလို့နော်အဖုံးကလေကြည့်လိုက်အနောက်မှာရှိရဆိုလို့ဒီတစ်ချမ်းပဲရှိမှာဟုတ်တယ်နော်1နဲ့2နဲ့ကလည်းခောက်ရိုးဘုံမြင့်ဖြစ်သွားတော့အရှိပဲရောက်တယ်3ကလည်းအတွင်းသားဆိုရင်ပဲအရှိကိုပဲရောက်တယ်ဒါကြောင့်မလို့ F1 F2 F3 ဆိုfront နေလောက်ထားတာเนาะအရှိလို့ခေါ်တာเนาะဆိုတော့ဒီနေရာလေးတွေမှတ်တာနားလဲပါမလားမာရေးတဲ့ဟာလေးဟုတ်ပြီเนาะဒီအပိုင်းထိလည်းရပြီเนาะခါပတ်လေကို2နဲ့စားမယ်ပြီးရင်တလမတီစားထည့်မယ်ပြီးတော့ဘာပါအောင်မလဲထောက်တန်ပိုးလေးထည့်မယ်เนาะခါလေးတိမ်အောင်ထောက်ထိုးချင်တာကွယ်ဂျိတ်တယ်မင်းကကြတော့ပိတ်သားပေါ်မူတည်ပြီးထောက်မထည့်ရတာရှိတယ်ထောက်ထည့်ရတာရှိတယ်မာရီတို့ကဒါတန်မိုးလေးကအများဆုံးသုံးလို့ရအောင်ထည့်ပေးထားတာအဲ့ဒါဆိုတော့အမှားလဲခံတာပေါ့เนาะဆိုတော့ဒီပုံသင်းပြီးသွားတဲ့အခါမှာဒီဘက်မှာထောက်ထည့်သေးလားမထည့်တော့အဲ့တော့ခါပတ်လေကို2နဲ့စားရပဲဖြစ်သွားဘူးလားဖြစ်သွားเนาะအဲ့တော့ဒီဘက်မှာ F1 မှာတခုပဲပို့သွားတယ်ထောက်ထည့်တဲ့တန်ပိုးလေးF2 မှာပါသေးလားမပါတော့ဘူးဘာမဲ့ဘာပါသွားလဲဆိုတော့တလက်မအဲ့တလက်မကွာခြားချက်ကဘာလဲဆိုတော့လေတင်ပေါင်ခတ်ပြီးရင်မရကြားချတာဒါလေးကတင်ပေါင်လေးပေါ့ဒီမှာလေနော်ဒီမှာအကန့်တက်လေးအဲ့ဒီတင်ပေါင်လေးထဲမှာမကြီးတို့ကတင်တောက်ထည့်တယ်တင်တောက်ထည့်တာကိုအရှိရ theory မှာမကြီးတို့ရှင်းပြခဲ့တယ်လေတောက်ထည့်လို့ရှိရင်တောက်ရဲ့အကွာဝေးကတော့မှတ်ရမယ်မှန်မှတောက်မှန်မှတင်ပေါ်မှာတင်မှာဟုတ်ပြီနော်ဆိုတော့တောက်ကဘယ်နေရာမှာလာထည့်ရလဲခါးနေရာမှာထည့်တာဒါကြောင့်အရှိမတို့တင်ခဲ့တယ်ခါပတ်လေးကိုဘာနဲ့စား4နဲ့စားလို့ရတဲ့ပုံသီနီကိုသုံးပြီးတော့မှတောက်လေးထည့်ထားတာဒါအရှိရတင်ခဲ့တဲ့ပုံစံမှာပါပြသွားပြီနော်အဲ့ဒါဆိုတော့သမီးမတင်ခဲ့ရတဲ့တစ်ပိုင်းရှိတယ်ဒီတစ်ပိုင်းပေါ့ F1 F2 ကကိုကမှတ်ပြီးသွားပြီဟုတ်ပြီနော် F3 sorry နောက်ချမ်းကိုသွားမယ်လဲဆိုပုံသီနီတစ်ခုတော့3ကိုသုံးရမယ်ဘာလို့ဆိုတော့နောက်ချမ်းမှာကတင်နေရမဟုတ်လားဟုတ်တယ်နော်တင်လေမလေးတင်ရဲ့အလေချမ်းကိုအလေပိုင်းမှာဆိုတော့ဒီတစ်ခုလုံးကနေစပြီးသွားပြီဆိုရင်တလက်မကွာခြားချက်ဆွဲပြီးသွားပြီဆိုတာနဲ့မာရီကစမှတ်မယ်အဲ့ဒီကနေပြီးတော့ဒီဘက်ထီကိုဘောင်ခတ်ချင်တာဆိုတာတင်ရဲ့ဘောင်ပေါ့အဲ့ဒီကနေမာရီကဓာတ်ကိုကြော်မလားဓာတ်ကိုအဲ့ထဲမှာပဲထည့်မလားဆိုတာကိုစဉ်းစားရမှာဟုတ်ပြီနော်အဲ့တော့ဓာတ်ထည့်ခြင်းဓာတ်ကြော်ခြင်းကကြတော့ဘာနဲ့ဆိုင်လဲဆိုတင်ကားတာတင်ကြီးတာနဲ့သွားပြီးတော့မာရီတို့ကစားပြရမှာအခုဒီပုံသီနီးထဲမှာဆိုရင်တင်ရဲ့ဘောင်ကြော်လားဆိုတော့မကြော်ဘူးမာလီဘောင်ဒီဘက်ကဘောင်တစ်ခုခတ်ထားတယ်ဒီဘက်ကဘောင်တစ်ခုခတ်ထားတယ်အဲ့ထဲမှာဆွဲတာမှန်သမျှဝင်နေရင်တမီးမမအောင်
ဒါပေမဲ့ကြော်ထွက်လို့ရတဲ့ပုံစံရှိရနော်ကြော်ထွက်ရမယ့်တောက်ကစားတာတွေရှိတယ်ဒါပေမဲ့ဆက်ဆချင်းတင်တဲ့သူကဒီဘောင်ထဲမှာအတွက်ချက်မှန်အောင်လို့အရင်ထည့်ရမယ်နော်အဲ့တော့တို့ကစပြီးတော့စဉ်းစားမယ်ဆိုရင်ဘောင်ခတ်မယ်ဆိုတော့သမီးရဲ့တင်နေရမှာသွားကျင်တာဖြစ်တော့ဘာသိဖို့လို့လဲတင်ပတ်လေအဲ့တော့တို့ဒီမှာတိုင်းခဲ့တယ်မတွေ့လားတင်အမြင့်ပတ်လေမရှိဘူးလားရှိတယ်ဘာနဲ့စားလဲနှစ်နဲ့စားတယ်တွေ့လားတင်ပတ်လေကိုနှစ်နဲ့စားရင်တို့ခုနကတလမကွာချားချက်ပြီးတဲ့နောက်မှာဘောင်ခတ်လိုက်ရုံပဲဘယ်ကနေပဲထိလေဒီဘက်ကနေဒီဘက်ကိုသွားမယ်ဆိုရင်ဒီမှာဟုတ်လားမြားလေးမိုက်တူလေးပြလိုက်မယ်ဒါစပြီးတော့ပုံတင်လေးသုံးလိုက်ရင်ဒီဘက်ထိရောက်သွားမယ်အဲ့တော့ဥမာဆိုပါဆိုတင်က34ဆိုရင်34ကိုနှစ်နဲ့စားလို့ရတဲ့အဖြစ်ဒီဘက်ထိဘယ်လောက်လဲဆွဲသွားမယ်အဲ့တော့ဘောင်မခတ်လိုက်ဘူးလားခတ်လိုက်တယ်အဲ့တော့ဘောင်ခတ်လိုက်ပြီဆိုရင်အလဲမြင်းဆွဲလို့မရဘူးလားဒီတန်ဖိုးကကွယ်ထားပါတော့34ဆိုရင်4နှစ်နဲ့စားရင်ဘယ်လောက်ရမလဲ18လက်မဟုတ်တယ်နော်အဲ့တော့ဒီကနေဒီကိုဘယ်နှလက်မလဲ18လက်မ18လက်မကိုတဝက်ဝက်လိုက်လို့ရှိရင်အလဲမြင်းကြီးမရဘူးလားတင်ကိုယ်ရဲ့ဘယ်တစ်ချမ်းညာတစ်ချမ်းရတယ်ဒါကြောင့်မလို့ဖြန့်ကြည့်ထားတာနော်အဲ့တော့ဒါလေးဟုတ်ပြီနော် B1 B2 မဖြစ်သွားဘူးလားအဲ့လိုလေးဖြစ်သွားမှာဒါပြီနော်အဲ့တော့တချမ်းစီဖြစ်သွားပြီဆိုလို့ရှိရင်အလဲစင်တာမြင်းလဲတည်သွားပြီဆိုရင်မတို့ဓာတ်ခွဲချလို့မရတော့ဘူးလားရပါတယ်အဲ့တော့မှမတို့အရှိရတင်ခဲ့တဲ့ theory ကတင်တောက်ထဲတဲ့ theory ကိုတင်ခဲ့တယ်တင်တောက်ထဲခြင်းလေဆိုရင်ဘာပတ်လေးကိုပြောရမလဲဗာလေခါဟုတ်တယ်ဘာလို့လဲခါနေရမှာဓာတ်တွေထဲမှာမလို့အဲ့ဒါလေးတစ်ချက်မှတ်ထားပြီနော်အမြဲတမ်းလွှဲရတယ်တင်တောက်ထဲမှာမလို့တင်ပတ်လေးကိုသွားတာမဟုတ်ဘူးနော်ခါပတ်လေးကိုသွားတာတင်ပတ်လေဒီဘာအတွက်ပဲလဲဘောင်ခတ်ဖို့အတွက်ပဲကိုယ့်ရဲ့တင်ဆိုင်ကြီးဘယ်လောက်ရှိလဲဆိုတော့ဘောင်ခတ်မယ်ခါပတ်လေမှာပဲတောက်ဆွဲမှာဒါကြောင့်မလို့ခါနေရရဲ့နေရာမှာတောက်ဆွဲမှာဖြစ်တဲ့အတွက်ခါပတ်လေကိုသိရဒီမှာပုံသင်ကြီးပြောင်းသွားပြီအရှိမတင်ခဲ့လေခါပတ်လေကိုဘာနဲ့စားလေးနဲ့စားအဲ့လေးနဲ့စားလို့ရတဲ့အဖြေကိုဘေကိုသွားညာကိုသွားအဲ့ကနေစပြီးတော့တောက်ထိုးတောက်တန်ဘူးကိုတတ်မှတ်မယ်နော်နှစ်လက်မတတ်မှတ်ခြင်းနှစ်လက်မတတ်မှတ်ပြီးရင်တောက်ကွာချချက်ဘယ်လောက်လဲတစ်ခွဲပြီးရင်နောက်တစ်ချောင်းကနှစ်လက်မဒါကလေတင်တောက်မှာဆိုရဲနီးတိုင်းပဲနော်မိုက်ဒီဘက်မှာတောက်ကစားတာတွေတောက်အလျှော်တွေနေဘာမှမပါသေးဘူးရေဘူးရတင်တဲ့သူရွေကူမဲ့ပုံစံနဲ့တတ်မှတ်ထားတာထမိန်မှာတင်တဲ့နီးတိုင်းပဲဟုတ်လားရပြီနော်ဒီနေရာရသွားတာနဲ့တို့ပြန်ထပ်ပြီမရဘူးလားရတယ်3လ4လစကတ်ရတယ်အဲ့ဒါကိုသာရအောင်လို့ဟုတ်ပြီနော်အဲ့ဒါဆိုရင်တင်ရဲ့အနောက်မှာလုံးဝမှန်တယ်နော်အဖုံးကိုဘယ်လိုချိန်ချိန်တင်ရဲ့နောက်မှာတောက်တယ်ဒီ theory ပုံသင်နည်းလေးပေါ့နော်ဘောင်ခတ်မယ်တင်ပတ်လေကိုနည်းနည်းစားရပါပြီဘောင်ထဲမှာအရှိရတင်ခဲ့တဲ့အတိုင်းပဲစန်တာမြင့်အလဲဆွဲပြီးရတယ်ခါရဲ့နေရာမှာထောက်ထဲမှာမလို့ခါပတ်လေရဲ့တန်ဖိုးကို4နဲ့စားတို့စားဆိုတော့ဖုံးမှာတော့2နဲ့စားတယ်2နဲ့စားတယ်ဒီနေရာကျတော့4နဲ့စားတယ်အဲ့တော့ခါတွေကြီးပဲစားသွားအတိလားနော်တခုပဲလို့လားဗာလေဘောင်လေးခတ်ဖို့တင်ပတ်လေကို2နဲ့စားအဲ့ပုံတင်ကြီးလေးတခုကိုပဲကိုထပ်ထည့်ပြရမှာဒါဆိုရင် F1 ရရင်မာကြီးကဘာရတယ်လို့ပြောလဲဆိုတော့ F3 ရတယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ F3 ကတမီအလို့ချက်စီလိုသေးလား1ရဲ့ပုံတန်အတိုင်းပုံတင်ကြီးကိုပဲ3 1ရဲ့တန်ဖိုးထွက်တဲ့အတိုင်းပဲ3လိုက်ဟုတ်လားသူလည်းတောက်ထည့်မှာလေနော်ဆိုတော့ကဲအဲ့ဒါဆိုလို့ရှိရင်1 2 CBT ရရင်3ရနေပြီလားဟုတ်ကဲ့အဲ့ဒီဆိုရင်ဒါပုံတင်ကြီး3တဲ့အနေသိပါပြီမှာဟုတ်စားတာညက်တာတွေကကြတော့ဒါကမှရချုပ်လုပ်တဲ့အပိုင်းနဲ့ပိတ်သားပေါ်မှာသွားပြီးကစားအဲ့ဒါကချုပ်တဲ့အခါပြီးတော့မှတမျိုးထက်ရှင်ပြဒါကမာကြီးသုံးခဲ့တဲ့ဒီနှုတ်ကလေးကိုတမျိုးတို့နားလေအောင်လို့ပေါ့နော်ကိုယ့်ရဲ့စာအုပ်ထဲမှာထုတ်ထားတဲ့အတိုင်းလေးပြန်ကြည့်တဲ့အခါမှာလည်းနားလေသွားနော်အဲ့ဆိုတော့ဒါလေးရမလားရမယ်နော်ဒီနေရာမှာထည့်ထားတဲ့၄စိတ်စင်းနေဆိုတာလည်းအရှိကတင်ခဲ့ပြီးွားလေခါနေရာလေးမှာ white အထက်စင်တက်လည်းမ white ဘူးလား white တယ်တောက်တင်နောက်ထည့်လို့ရှင်အဲ့နေရာလေးကဂျိတ်ထမိန်ဆိုလဲ white မယ်ပြန်ထမိန်ဆိုလဲ white မယ်ဘာဖြစ်လို့လဲဆိုတော့ခန္ဓာကိုယ်ရဲ့ကောက်ကြောင်မာကြီးဟိုတနေ့ရှင်းပြဖို့အတီယိုတွေနဲ့နော်မြင်းကွေးလေးနဲ့ဖန်တီးထားတာဒါကြောင့်မလို့ငါတို့ကအတက်တွေယူလို့ရမရဘူးကိုတွေကဆလင်ဒါပြက်တယ်ဆလင်ဒါပြက်ဆိုတော့ဒီလားစဝိုင်းကွာဝိုင်းနေတဲ့စဝိုင်းကိုပြက်တယ်ဒီလိုတစ်ချမ်းနေရှိတယ်ဝိုင်းတော့ဝိုင်းနေပါလေဘဲဥပုံဖြစ်မယ်အဲ့လိုမျိုးပေါ့နော်အမျိုးမျိုးဖြစ်နိုင်တဲ့ပုံစံကိုမှတို့ကဒီလိုဖြစ်တာဟုတ်နော်အဲ့လိုဖြစ်တာဖြစ်တဲ့ကြောင့်လေဘင်းကနေခေါင်းကနေပဲစစဉ်းစားကြည့်ကွာလေဘင်းမှာလေဝိုင်းနေပက်လေဒါပေမဲ့စဝိုင်းလို့ဖြစ်လာဖြစ်ချင်မှဖြစ်တာလေသူကဆလင်နာပြက်ဂျိုင်းလဲပက်လေဝိုင်းနေရင်လဲပက်လေဝိုင်းနေနော်ဒါပေမဲ့ဘတော်မှာပုံတန်စဝိုင်းအတိလို့မဖြစ်ဘူးဒါကြောင့်မလို့ဆလင်နာပြက်လို့ခေါ်တာဒါကြောင့်ခန္ဓာကိုယ်ရဲ့ကိုယ်ရဲ့အောက်ပိုင်းနေတယ်ဒီလိုပဲမဖြစ်ဘူးလားဟုတ်တယ်မလားကိုကဘလို့ပဲဖြစ်ကွာသိလားအဝိုက်အကွေတွေပဲเนาะအဲ့တော့ကိုရဲကောက်ချောင်းကအကွေအဝိုက်တွေသဘောတရားကိုမြင်ကြည့်ကွာတောင်တန်းတွေဆိုလို့ရှိရင်မြင်ကွေးမြင်ကောက်ကလေးလေအဲ့လိုမျိုးပေါ့เนาะဒါကတဘာဝနဲ့နီးစက်တွေကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ဒါကြောင့်မလို့ဒါလေးကိုမရက်ရှင်းပြရတယ်ဒီမှာနားမလိုက်တာရှင်းပြန်ပြီเนาะဒီစားတဲ့နှုတ်တဲ့ဟာတွေကပြီးမှသွားမယ်တို့တစ်ပိုင်းဟုတ်ရလားသမီးဟုတ်ရတယ်